ဒေါ်အောင်ဆန်းစုကြည်နဲ့ຫນွေကြိုးတကိုက်စာအာဇာနည်နေ့ရောက်ခံဒီတိုင်းလွန်ခဲ့တဲ့9နှစ်2018ခုနှစ်မှာဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာပြုလုပ်ခဲ့တဲ့စွန့်ကြိုးပွဲတစ်ခုကိုပြန်ပြောင်းအမှတ်ရတယ်။အမှတ်ရမိတိုင်းလည်းများစွာစိတ်မကောင်းဖြစ်ရတယ်။ဒီတုန်းကတက္ကသိုလ်ရေးသားလမ်းနေအိမ်မှာအာဇာနည်ကြီးတွေကိုရည်စူးပြီးလုပ်ခဲ့တဲ့ကုသိုလ်ပွဲကိုတက်ရောက်ခဲ့တဲ့ဆရာတော်တစ်ပါးစီကတဆင့်တီးခွင့်ရခဲ့တဲ့အကြောင်းအရာလေးတစ်ခုကဒီလိုပါ2018ခုနှစ်ဇူလိုင်19ရက်အာဇာနည်နေ့ကဒေါ်ဆန်းစုကြည်ရဲ့နေအိမ်မှာထုံးစံမပြတ်တန်ဃာတော်တွေပင့်ဖိတ်ပြီးအာဇာနည်နေ့အာဇာနည်ပုဂ္ဂိုလ်တွေကိုရည်စူးတဲ့ကုသိုလ်ပွဲတစ်ခုလုပ်ခဲ့တယ်။အဲ့ဒီမှာဓမ္မဗေဒီအရှင်ဝိရိယတောင်စုံဆရာတော်ကတရားတစ်ပုဒ်ဟောပြောခဲ့တယ်။အဲ့ဒီတရားနှစ်ချုပ်ကဒေါ်ဆန်းစုကြည်အနေနဲ့ကိုယ့်အတွက်ကိုယ့်ကျမ်းမာရေးနဲ့လုံခြုံရေးအတွက်ຫນွေကြိုးတကိုက်စာခြံထားဖို့ဟောပြောခဲ့တာဖြစ်တယ်။ဆရာတော်ကမြောင်မင်းဇက်တစ်ခုဖြစ်တဲ့ဇက်တူမြောက်မျိုးနွယ်8000တို့ကိုအသက်ဘေးကကယ်တင်ခဲ့တဲ့ဇာတက409မဟာကပိဇက်ကြောင်းနဲ့ဟောခဲ့တာဖြစ်တာကြောင့်ဆရာတော်တရားနည်းနည်းဖတ်ကြည့်ကြမှဇက်ရည်လဲကြမှာမို့နည်းနည်းဖတ်ကြည့်ကြဖို့ကောက်နှုတ်တင်ပြပေးလိုက်ပါတယ်။ဇက်ကြောင်းကတော့အားလုံးကြားဘူးသူများပါတယ်။ဖះအလောင်းမြောင်မင်းဘဝကဂင်းကမြေကမ်းသားမှာမြောက်အပေါင်း8000နဲ့အတူနေကြတယ်။ဂင်းကမြေတစ်ဖက်ကမ်းမှာအလွန်ထူးခြားတဲ့တရက်ပင်ကြီးတစ်ပင်ရှိတယ်။အသီးမှဲ့ချိန်မှာမြောက်အားလုံးဟာတရက်သီးတွေစားကြတယ်။တရက်ပင်ရဲ့မြစ်ဘက်အသီးကြွေကြတတ်တဲ့အကိုင်းကအသီးမှန်သမျှကိုတီးကာစားအရွယ်ကစပြီးမြောက်ပေါင်းကိုချွေချဖြက်စီးပြဖို့ခိုင်းခဲ့ပေမဲ့ကျန်းနေခဲ့တဲ့အသီးမဲ့တစ်လုံးကမြင့်ရင်နဲ့အတူမျောပါရာကရေချိုးဆင်းတဲ့ရှင်ပြင်းနဲ့တွေ့ပြီးချိုမိန်တဲ့အရသာကိုနှစ်သက်ဆွဲလန်းသွားလို့တရက်ပင်ရှိရာကိုအရောက်လာကြတယ်။နေကင်းမှာတရက်သီးမဲ့ကိုစားပြီးတော့လည်းမပြန်ကြသေးပဲနောက်ပါစစ်တပ်နဲ့အတူတရက်ပင်အောက်မှာပဲညအိတ်စောင့်နေကြတာ။ညတကောင်မှာမြောက်တွေကလည်းရောက်လာပြီးတရက်သီးမဲ့တွေစားကြတာပေါ့။အတန်းနေစူညံတော့ဘရင်နဲ့နောက်ပါရဲမက်တွေကမြောက်တွေမှတိတဲ့အခါမနှက်ဖြန်တော့တရက်သီးမှဲ့ရောမြောက်သားဟင်းမှစားကြမယ်ဝိုင်းထားကြဆိုပြီးလေးများတွေနဲ့ဝိုင်းထားကြတယ်။မိုးလင်းကန်ဒီမြောက်တွေပြန်ချိန်တန်လို့အပင်အောက်ကြည့်လိုက်တဲ့အခါလေးများကန်ရဲမက်တွေဝိုင်းရံထားတာမြင်ကြတော့မြောက်တွေမပြန်နိုင်ပဲဖះအလောင်းမြောင်မင်းကိုအကြံတောင်းကြတယ်။ဖះအလောင်းကဘာမှအားမငယ်ကြနဲ့တင်တို့အားလုံးအသက်ကိုငါကဲတင်မယ်ဆိုပြီးအမြင့်ဆုံးအကိုင်းထိတက်လိုက်တယ်။မြေကမ်းဘက်အစွန်ဆုံးကိုင်းထိသွားပြီးတော့မှလေးအပြန်တရားခန့်ရှိတဲ့တစ်ဖက်ကန်းခြုံကြီးပေါ်ခုန်ကူးလိုက်တယ်။ဖះလောင်းမြောင်မင်းကခွန်အားကြီးမှတဲ့အတွက်တစ်ဖက်ကန်းကိုရောက်အောင်ခုန်ကူးနိုင်ပေမဲ့ကျန်တဲ့မြောက်တွေကတော့မကူးနိုင်ပါဘူးတဲ့အလောင်းတော်မြောင်မင်းကသရက်ပင်ဂိုင်းပြားကနေတစ်ဖက်ကန်းကခြုံကြီးပေါ်ကိုခုန်ကူးလိုက်တယ်။ပြီးတော့လေထဲမှာခုန်ကူးခဲ့တဲ့အကွာဝေးကိုလည်းခံမှန်းတွက်ချက်ခဲ့တယ်။တစ်ဖက်ကန်းရောက်တော့တစ်ပင်မှာချီတုပ်ဖို့နဲ့သရက်ပင်ဂိုင်းပြားအထိအကွာဝေးကိုတွက်ပြီးကျိန်ရွယ်တစ်ခုကိုဖြတ်လိုက်ခါအရင်နဲ့တစ်ပင်မှာအခိုင်မှာချီလိုက်တယ်။ပြီးတော့အဖျားနဲ့ခါးကိုချီပြီးတစ်ဖက်ကန်းကိုခုန်ကူးလိုက်တယ်။ကျိန်ရွယ်ကိုဖြတ်စင်ကခါးမှာချီဖို့ຫນွေကြိုးတကိုက်စာကိုထဲမတွက်မိတဲ့အတွက်တရက်ပင်အကိုင်းပေါ်ထိမရောက်လိုက်ဘူး။ဂိုင်းပြားကိုဆွဲပြီးတော့ຫນွေကြိုးကဆုံးပြီးဒါပေမဲ့အလောင်းတော်ဟာဆုံးဖြတ်ချက်ချထားပြီးတဲ့အတိုင်းကိုနဲ့အသက်ကိုမငဲ့ကွက်ပဲနေခမစွမ်းအားကြောင့်အချိန်ဆွဲပြီးစဉ်းစားမနေဘူး။မြောက်ပေါင်းကိုသူ့ကိုယ်ပေါ်ကကြော်လွှားပြီးအမြန်ကူးကြဖို့တိုက်တွန်းလိုက်တယ်။မြောက်အားလုံးလိုကပဲတောင်းပန်ကြော့ပြီးမြောင်မင်းကိုယ်ပေါ်ကကြော်လွှားကြပြီးຫນွေကြိုးအတိုင်းတစ်ဖက်ကန်းကိုကူးသွားကြတယ်။နောက်ဆုံးကြမ်းနေတဲ့ဒေဝဒလောင်းမြောက်ကတော့ငါရန်သူကိုလှလှကြီးဂလဲစားချေရတော့မယ်ဆိုတဲ့အကြံစိုးနဲ့အမြင့်ဆုံးဂိုင်းထိတက်ပြီးတော့မှအလောင်းတော်မြောင်မင်းရဲ့ကိုယ်ပေါ်တက်တဲ့ခုံချလိုက်တော့အလောင်းတော်ရဲ့နှလုံးသားကွဲအပ်သွားပါတော့တဲ့။ဒါပေမဲ့အလောင်းတော်ရဲ့သူတစ်ပါးပြူမှားပြစ်မှားမှုစတဲ့ပြင်ပဒုက္ခနဲ့ကိုရင်းဒုက္ခတို့ကြောင့်စိတ်ညစ်ညူးခြင်းနှလုံးမသာမျက်နှာမသာဖြစ်ခြင်းမရှိတီးခံနိုင်တဲ့ခန္ဒီစွမ်းအားနဲ့ပူဇော်ချီးမွမ်းသူပြစ်မှားနှိပ်စက်ကဲ့ရဲ့သူတို့ကိုတာယာမုန်းတီးမှုမရှိလစ်လျူရှုတဲ့ဥပက္ခစွမ်းအားကြောင့်နာကျင်မှုကိုဂရုမပြုပဲပြစ်မှားတဲ့မြောက်တစ်ဖက်ကန်းရောက်အောင်ပဲတစ်ကိုင်းလက်မလွတ်ပဲဇွဲတင်ပြီးကယ်ဆယ်ခဲ့ပါတဲ့။ဆရာတော်ပြောလို့ရင်းကလောကုဋ္ဌစရိယအားဆိုင်လုံးတဲ့အာဇာနည်များဟာနေကမတရားအားတန်ကြတဲ့အတွက်ကိုကျိုးကိုတက်ကိုလုံးဝထဲမတွက်မိတဲ့အခါလောကမှာလည်းနစ်နာရတဲ့ကိစ္စပါ။ဘိုးကျိုးတို့ကြာဆုံးရတာဟာဒီအချက်ကြောင့်ဖြစ်ပြီးသူတို့ရယူပေးခဲ့တဲ့အရာဟာလွတ်လပ်ရေးလားကျင်းစားလားဆိုပြီးတော့လဲဆရာတော်ကဝေဖန်ဟောပြောခဲ့တယ်။ဘာလို့ဆိုပြည်တွင်းစစ်မီဟာအဲ့ဒီကလေးကတောက်လောင်လာခဲ့တာဒီကနေ့အထိဖြစ်နေလို့ပဲ။ဆရာတော်တရားပြီးတော့အဲ့ဒီနေ့ကပွဲတက်ခဲ့တဲ့မင်းကုန်းဆရာတော်ကလည်းဒေါ်ဆန်းစုကြည်ကိုခုလိုမိန့်ခဲ့တယ်။မင်းကုန်းဆရာတော်ကြီးကတော့ခန္ဓာကိုယ်ကိုကြာကြာသုံးနိုင်အောင်ချွေတာသုံးလို့ဆုံးပါလေ။ချွေတာတင်းတော့ချွေတာတာပေါ့ဗျာ။အရေးကြီးတဲ့ကိစ္စကြုံလာတော့လဲချွေတာလို့မရဘူးဖျ။ပုံအောသုံးရတာပဲတဲ့။
ဒါဆိုလဲຫນွေကြိုးတကိုက်စာတော့ပို့ဖြတ်ထားပါလို့ပဲပြောလိုက်ရတယ်ဒီတုန်းကတောင်စုံဆရာတော်ရဲ့လူမှုကွန်ရက်မှာဖော်ပြထားတာဖြစ်ပါတယ်ပြီးခဲ့တဲ့2019ခုနှစ်တတိယပင်လုံကိုတက်လာတဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ကိုကြည့်ရတာအသက်အရွယ်အရအိုမင်းနေပြီဖြစ်ပေမဲ့ခြေလမ်းတွေကလှင်မြန်တွက်လက်နေတော့မယ်သူတိုင်းပြည်တာဝန်ယူထားခိုက်မှာသူပြောသလိုပုံအောသုံးပြီးတိုင်းပြည်အတွက်အစွမ်းကုန်လှုပ်သွားမဲ့ပုံလဲပေါ်တယ်။ຫນွေကြိုးတကိုက်စာတော့သူခြံထားမဲ့ပုံမတွေ့ရပါဘူး။2019ခုနှစ်တုန်းကရေးပြီးကိုယ်ပိုင် Facebook စာမျက်နှာမှာရေးထားပြခဲ့တာပါ။လီလီ